လုံးမင်္ဂလာပါရှင်ဒီပူလေးရဲ့နာမည်ကတော့ပေါ့နော်ဒီပူလေးရဲ့နာမည်ကတော့ဒီပေါ့နော်အေးချမ်းစွာနေထိုင်နေဒီနတ်သမီးလေးပေါ့နော် cutie နတ်သမီးလေးအကြောင်းပဲဖြစ်ပါရှင်ဆိုတော့ပူလေးကိုစားလိုက်ကြရအောင်နော်ထာရမယ်လီနတ်သမီးဆိုအစောကြီးထားရတယ်ကဲထပ်ပြီးတော့ဆိုပြင်မကငါလှမ်းကြည့်လိုက်ပါအောင်မယ်ငါနေနေရသေးကအရင်မိုက်တာပဲလူတွေကငါဒီမှာရှိရဆိုတော့တိမှာမဟုတ်ဘူးကဲထားလိုက်တော့ကဲခုကငါနင်းနဲ့တွားလိုက်အောင်မယ်လာငါ့တောင်မလေးနဲ့တွားရင်ကောင်းမလားတော်ပါဘူးငါဒီတိုင်းပဲလမ်းလျှောက်သွားလိုက်တော့မယ်ဆိုတော့အောက်ထပ်ကငါဆင်းလိုက်အောင်မယ်ကဲပေါ်တက်ကိုအောက်ထပ်ပေါ်တက်ကိုတက်မယ်လားပေါ်တက်ရပြီဆိုနဲ့တလောက်မယ်နေ့လာနေတပြီးတော့အောက်ထပ်ကိုပြန်ဆင်းတော့မယ်ကဲငါဒီလိုပဲဆင်းလိုက်တော့ဆောငါနဲ့တမီးအင်္ဂလိပ်ဝတ်လိုက်အောင်မယ်ကဲနဲ့တမီးအဲ့ဒီလေးဝတ်ပြီးတော့ဆိုကငါအောက်ထပ်ကိုဆင်းပြီးတော့စားစရာလေးတွားပြီးတော့ယူလိုက်ပါအောင်မယ်လေလာမောက်လိုက်ပါလေတော့စားလိုက်အောင်မယ်ငါမဆန်ဒ်ဝစ်ရှိရဆိုဆန်ဒ်ဝစ်ကိုပဲစားလိုက်တော့မယ်ရန်စားလို့ကောင်းတာပဲဆန်ဒ်ဝစ်ကကုန်သွားဆိုငါ rice ball ပဲစားလိုက်ရတယ်ကဲ rice ball ရဲ့ရန်စားလို့ကောင်းတာပဲငါအရင်ကြိုက်တယ်တနိုင်ကြတော့အခါကဲ rice ball ရဲ့ကုန်သွားဆိုတော့ငါလူပီကိုဆင်းတက်ပြီးတော့ကြည့်ရင်ကောင်းမလားမသိဘူးမငါရေချိုးကန်ကြည့်ပဲငါလူပီကိုဆင်းတက်ပြီးတော့အောက်ကိုကြည့်ရင်ကောင်းမလား Wow my puppy အင်္ဂလိပ်စာရေးထားပဲဒီပေါ်တော့ကျမအင်္ဂလိပ်စာပေါ်တော့တက်ထွက်မှာတိုင်းလည်းတောင်းမှမှာရှင်ဆိုတော့ငါလူပီကိုဆင်းပြီးတော့ဗာလေးညလေးရှိမလားတော့ကြည့်အောင်ပါပဲလူပီဆင်းလို့ရှိရင်ငါရဲ့အပေါ်တက်ကပဲဆင်းရတာဆိုကဲအတောင်မလေးစဖွင့်မယ်ကဲဆင်းမီဝါလူပီရမိုက်တော့မိုက်ပါရဲ့ငါရဲ့ဒီအိမ်လေးကိုသူတို့ကတိမှာမဟုတ်ဘူးမကားရီသွားနေရပဲအရင်မိုက်တာပဲအရင်မှလည်းမိုက်တဲ့လာနာမည်ရတဲ့ဘာကွာဒီနေ့ပြည်ရိုးဒီလောက်ပဲအစောတက်လိုက်ရအောင်နော်ကဲ